လာပါရှင် Blog by Emily Page ရဲ့စိတ်ကျန်းမာရေးနဲ့ Personal Growth အကြောင်းအပတ်စဉ် Podcast အစီအစဉ်ကနေကြိုဆိုပါရရှင်ဒီနေ့ကျမတို့ဆွေးနွေးသားမယ့်အကြောင်းအရာကစိတ်ကျန်းမာရေးနယ်ပယ်မှာအရေးပါတဲ့ Bio Psycho Social ချင်းကပ်မှုအကြောင်းပဲဖြစ်ပါတယ်လူတဦးရဲ့စိတ်ကျန်းမာရေးကိုရှုထောင့်ပေါင်းစုံကနေပြီးဘယ်လိုမြင်ပြီးကုသမှုပေးသင့်တယ်ဆိုတာကိုဒီနေ့ဆွေးနွေးသွားမှာဖြစ်ပါတယ် Bio Psycho Social ဆိုတာဘာလဲ Bio Psycho Social ဆိုတာဘာကိုဆိုလိုတာလဲဆိုတာနဲ့စတင်လိုက်ရအောင်เนาะဒီချင်းကပ်မှုကလူတစ်ယောက်ရဲ့ကျန်းမာရေးအထူးသဖြင့်စိတ်ကျန်းမာရေးကိုဇီဝဗေဒနည်းဆိုင်ရာ biological စိတ်ပိုင်းဆိုင်ရာ psychological နဲ့လူမှုရေးဆိုင်ရာ social ဆိုတဲ့ရှုထောင့်ကြီးသုံးခုကနေပေါင်းစပ်ပြီးတော့ကြည့်ရှုလေ့လာတာဖြစ်ပါတယ်နံပါတ်1 biological ဇီဝဗေဒဆိုင်ရာအချက်များအကြောင်းပြပြပေးသွားမှာပါပထမဆုံး biological ဇီဝဗေဒအကြောင်းကိုပြောကြရအောင်ဒါကလူတဦးရဲ့ကိုယ်ခန္ဓာပိုင်းဆိုင်ရာအခြေအနေတွေရိုးရိုးဗီဇဆိုင်ရာကိစ္စရပ်တွေအုံနောက်ဓာတုပစ္စည်းတွေရဲ့မူမမှန်မှုတွေရုပ်ပိုင်းဆိုင်ရာနာမကျန်းမှုတွေနဲ့ဆေးဝါးတွေရဲ့တက်ရောက်မှုတွေကိုရည်ညွှန်းပါတယ်ဥပမာစိတ်ဓာတ်ကျခြင်းလိုစိတ်ယောဂတချို့ဟာအုံနောက်ထဲကဆီရိုတိုနင်လိုမျိုးဓာတုပစ္စည်းတွေမူမမှန်တာကြောင့်လည်းဖြစ်နိုင်ပါတယ်ဒါအပြင်အေးရေးမဝတာအာဟာရမပြည့်တာနဲ့နာတာရှည်ယောဂတွေကလည်းစိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်ကိုယ်ခန္ဓာကျန်းမာရေးကိုဂရုစိုက်တာဟာစိတ်ကျန်းမာရေးအတွက်အခြေခံအုတ်မြစ်တစ်ခုပဲဖြစ်ပါတယ်။နံပါတ်2 psychological စိတ်ပိုင်းဆိုင်ရာအချက်များနောက်တစ်ခုကတော့ psychological စိတ်ပိုင်းဆိုင်ရာပါ။ဒီအပိုင်းမှာလူတဦးရဲ့အတွေးခေါ်ပုံစံတွေခံစားချက်တွေကိုမြင်တဲ့အမြင်တွေစိတ်ဖိစီးမှုတွေကိုဘယ်လိုကင်တွယ်ဖြေရှင်းသလဲဆိုတဲ့နည်းလမ်းတွေရဲ့အတိတ်ကအတွေ့အကြုံတွေနဲ့သင်ယူခဲ့ရတဲ့အမူအကျင့်တွေပါဝင်နေပါတယ်။ဥပမာအစိုးမြင်စိတ်တွေများနေတာစိတ်ဖိစီးမှုတွေကိုထိထိရောက်ရောက်မဖြေရှင်းနိုင်တာငယ်စဉ်ကမကောင်းတဲ့အတွေ့အကြုံတွေကလည်းစိတ်ကျန်းမာရေးပြဿနာတွေကိုဖြစ်ပေါ်စေနိုင်ပါသေးတယ်။စိတ်ခုထုံးတွေဟာဒီအပိုင်းမှာလူတဦးရဲ့အတွေ့အမြင်နဲ့ခံစားချက်တွေကိုပြန်လည်တည်ဆောက်ဖို့ကူညီပေးပါတယ်။နံပါတ်3social လူမှုရေးဆိုင်ရာအချက်များနောက်ဆုံး social လူမှုရေးခန္ဓာကိုကြည့်ကြရအောင်ဒါကတော့လူတဦးနေထိုင်ရတဲ့ပတ်ဝန်းကျင်မိသားစုအခြေအနေတငယ်ချင်းတွေလုပ်ငန်းခွင်စီးပွားရေးအခြေအနေတွေရည်ကျင်းမှုတွေနဲ့လူမှုရေးပံ့ပိုးမှုစတာတွေပါဝင်ပါတယ်ဥပမာအထီးချန်ဆန္ဒမိသားစုပြဿနာတွေအလုပ်ကိုင်အခက်အခဲတွေဆေးရဲမွဲတေမှုတွေနဲ့ခွဲခြားဆက်ဆံခံရတာတွေကလည်းစိတ်ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ခိုင်မာတဲ့လူမှုရေးကွန်ရက်နဲ့ပံ့ပိုးမှုစနစ်ရှိခြင်းကစိတ်ဒဏ်ရာတွေကိုကျော်လွှားရမှာအားရင်ဖြစ်စေပါတယ်။ဗတ်ပေါင်းစုံကချင်းကပ်ကုသခြင်းဒီတော့ Bio Psycho Social ချင်းကပ်မှုရဲ့အနှစ်သာရဘာလဲဆိုတော့လူတစ်ယောက်ရဲ့စိတ်ကျန်းမာရေးပြဿနာတစ်ခုကိုကြည့်တဲ့အခါမှာဒီရှုထောင့်ကြီး၃ခုစလုံးကိုတပြိုင်နက်တည်းထည့်သွင်းစဉ်းစားရမယ်ဆိုတာပါပဲဥပမာစိတ်တက်ကြနေတဲ့လူတစ်ယောက်ကိုကုသတဲ့အခါမှာ biological ဓာတုပစ္စည်းမညီမျှတာကိုဆေးဝါးနဲ့ကုသသလို psychological သူ့ရဲ့အတွေးခေါ်တွေကိုပြောင်းလဲပေးဖို့စိတ်ပိုင်းဆိုင်ရာကုထုံးတွေပေးဖို့လိုပါမယ် social ပြီးတော့သူ့ရဲ့ပတ်ဝန်းကျင်ကလူမှုရေးပံ့ပိုးမှုတွေရအောင်လဲကူညီပေးဖို့လိုပါတယ်ဒီလိုဗတ်ပေါင်းစုံကနေချင်းကပ်ခြင်းအပြင်ပုံမပြည့်စုံတဲ့ကုသမှုကိုပေးနိုင်ပြီးရေရှည်အတွက်လည်းပုံမကောင်းမွန်တဲ့ရလဒ်တွေကိုပေးစွမ်းနိုင်ပါတယ်။နားဆင်သူများရှင်ဒီနေ့ podcast ကနေ Bio Psycho Social ချင်းကပ်မှုအကြောင်းကိုနားလည်သဘောပေါက်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။စိတ်ကျန်းမာရေးဆိုတာရှုပ်ထွေးပြီးရှုထောင့်ပေါင်းစုံကနေကြည့်ရှုရမယ့်အရာဖြစ်ကြောင်းဒီအစီအစဉ်ကနေတဆင့်ပုံမသိရှိနားလည်စေဖို့ရည်ရွယ်ပါတယ်ရှင်။တည့်ရဲ့စိတ်ကျန်းမာရေးနဲ့ personal growth အတွက်အထောက်အကူပြုမဲ့အကြောင်းအရာတွေကိုနောက်ပတ်မှာလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်နားဆင်ကြပါဦးနော်အားလုံးပဲကျန်းမာပျော်ရွှင်တဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်